Hello မင်္ဂလာပါကျွန်တော်တို့ KND ကို YouTube channel ကနေကြိုဆိုလိုက်ပါတယ်မိတ်ဆွေတို့ကဒီတစ်ခါတော့မိတ်ဆွေတို့ရဲ့တွေ့ထူးခြားပြီးဒီလိုဆရာကောင်းတဲ့ offer တစ်ခုယူလာပေးတာပါနော်ပြီးချီရချီရောနဲ့မိနစ်30တူ point ချီရထိရနိုင်ပါတယ်နော်ဒီလိုဒီမိတ်ဆွေတို့ကဒီ packet လေးကမသိတဲ့တော့ဒီဗီဒီယိုကမိတ်ဆွေတို့ပဲအလွန်ရဲ့ကြည့်ပါရဲ့ကျွန်တော်တို့ဒီ packet လေးကိုဘယ်လိုဝေးရမလဲဘယ်လိုကိုထည့်ရမလဲဆိုတာကို step by step ပြပေးသွားမှာမို့လို့ဗီဒီယိုကိုပြည့်စုံကြည့်ပေးလိုက်ပါโอเคအချိန်မကျော်ပဲဗီဒီယိုလေးကိုစလိုက်ကြရအောင်โอเคမိတ်ဆွေတို့ကဖုန်းပေးရင်းဆုံးစစ်ပြလိုက်ပါမယ်เนาะမိတ်ဆွေတို့ကကျွန်တော်တို့ရှိမှာဖုန်းပေးဘယ်လောက်ရှိလဲစစ်ပြလိုက်ပါမယ်เนาะအခုကျတော့မိတ်ဆွေတို့မြင်တဲ့အတိုင်းပဲ *124h ပေါ့အားရကိုနေပြီးတော့မှစစ်ပြလိုက်ပါမယ်เนาะကျွန်တော်တို့ရှိမှာဖုန်းပေးဘယ်လောက်ရှိလဲပေါ့เนาะကျွန်တော်တို့ရှိမှာဖုန်းပေး1000ရှိပါရဲ့เนาะမိတ်ဆွေတို့ကမင်းနာတိုင်းပဲเนาะအခုကျတော့ package ဝေးပြပါမယ်เนาะလိုကိုထည့်ရမလဲပေါ့เนาะမိတ်ဆွေတို့မြင်တဲ့အတိုင်းပဲပြပါเนาะโอเคstar ခွန်တော်လုံးချက်ကိုနှိပ်လိုက်ပါเนาะ star ခွန်တော်လုံးချက်โอเคမိတ်ဆွေတို့ကဒီမှာကြတော့နှိပ်လိုက်ပါကိုရဖုန်းခေါ်လိုက်ပါsim2ဆိုရင် sim2 လေမျိုးခေါ်လိုက်ပါเนาะမှာကြတော့ကျွန်တော်ဒီမှာကြတော့ကျွန်တော်တို့ကဒီမှာကြတော့တန်ဆုံးပက်ကပြနေတာပါเนาะ1000ကျပ်နဲ့14000 MB ရရပေါ့เนาะကျွန်တော်တို့ရှိမှာမိနစ်900ရတယ်ပေါ့เนาะ SMS 2000ရရတယ်ပေါ့เนาะဒီမှာကြတော့1000ခွေနဲ့2000 MB ရတယ်เนาะမှာကြတော့မိနစ်800ရတယ်မိနစ်800ရတယ်9000 SMS ရတယ်မှာကြတော့အလုံးအတန်းဆုံးပက်ခဲ့ပါเนาะအောက်ဆုံးမှာဖိုင်နံပါတ်ပေါ့เนาะမှာကြတော့မိနစ်30 800 point ဝေးပြပါမယ်เนาะအဲ့ဒါကိုပြောတာပေါ့เนาะမိတ်ဆွေတို့ကဒီကလည်းချီရချက်ဖြတ်မှာပေါ့เนาะ point 800ရပါမယ်မိနစ်30ရပါမယ်เนาะမှာကြတော့စာတိုးလေးပို့ပြလိုက်ပါမယ်เนาะ SMS လာပါမယ်အခုကြတော့ဖုန်းပဲစစ်ပြလိုက်ပါမယ်เนาะမိတ်ဆွေတို့ကโอเคမှာကြတော့ဖုန်းပဲစစ်ပြလိုက်ပါပြီเนาะကျွန်တော်တို့ရှိမှာဘယ်လောက်ကြံခဲ့နေရကြံခဲ့တဲ့ဒီ packet ကိုဝေလို့အဆင်ပြေသွားပါပြီเนาะမိတ်ဆွေတို့နောက်ပြီးတော့ဒီမှာကြတော့ SMS လက်လာပြီเนาะနောက်ပြီးတော့မိနစ်30လဲရသွားပါပြီfile ကိုစစ်ပြလိုက်ပါမယ်เนาะခဏလေး file စစ်ပြလိုက်ပါမယ်เนาะရန်တော့မိတ်ဆွေတို့โอเคမိနစ်30ရသွားပါပြီเนาะမိတ်ဆွေတို့ကမြင်တဲ့အတိုင်းပဲအားကြတော့ file စစ်ပြလိုက်ပါမယ်เนาะဒါ868h ရှက်အဲ့ဒါကိုနေပြီးတော့ file စစ်လို့ရတယ်เนาะ line မဖွင့်ပဲအဲ့ဒါကိုစစ်ပြလိုက်ပါပြီเนาะမိတ်ဆွေတို့ကမှာကြတော့အခုကြတော့ point မရသေးပါဘူးခဏလေးစောင့်ပြီးတော့မှ point ရသွားပါမယ်เนาะမိတ်ဆွေတို့ကခဏလေးစောင့်လိုက်ပါတော့မျိုးဝေးပြီးတော့မှเนาะမိတ်ဆွေတို့ကအခုအချက်လဲတစ်ချက်ပြောခြင်းပါတယ်မိမိကတ်တိုင်းမှာရနိုင်မယ်လို့မထင်ပါနဲ့ဘာကြောင့်လဲဆိုတော့ကတ်တိုင်းမှာမရပါဘူးဒီ offer ကိုရမို့ B2B ကတ်ဖြစ်နိုင်ပါတယ်နောက်ပြီးတော့အတစ်ကတ်ဖြစ်နိုင်ပါတယ်ကျွန်တော်တို့ကအခုအတစ်ကတ်ထဲမှာဝေးပြနေတာပါเนาะကျွန်တော်တို့ကဒီ offer ကိုမရဘူးဆိုရင်စိတ်မနာပါကျွန်တော်တို့က KND ကိုမှာအဲ့ရမိုင်းဆုံး offer တွေတင်ပေးသွားပါမယ်မတိတဲ့သူအတွက်ရော share လုပ်ပေးသွားကြပါlike လေးပေးပြီး channel လေးကို subscribe ထားဖို့တော့မမေ့နဲ့เนาะနောက်ဗီဒီယိုမှာဆုံကြရအောင် bye bye